389 ခုရာဇူလာပြည့်အမေနာနေ့တွင်ရွှေလေးရောင်ဆရာတော်ဘုရားကြီးဉာဏ်ကုံကြီးတောင်းတတွင်ရှိမေဇူတာရလူတရစေတီတော်ကြီးရွှေတင်ငန်းနှင့်ကြီးတော်စိတ်ကြီးတော်များကတ္တိယမှာတောင်းပြရန်အတွက်ကထိန်အမှုရှင်များမှပေးဖို့သူထမ်းထားတဲ့ခင်ဗျားကိုတောင်းစတင်ပြုပါသည်ကထိန်လူရှင်မတိလူရှင်ဖြစ်တဲ့ဘောကြော့ဘောမဆာတာရှိလေးမျိုးမိသားစုထားတဲ့ခင်းနေပါပြီလူရှင်တွေကတော့ပို့လိုက်ပြီးတော့ရှိလူရှင်တွေဒီဖြစ်အောင်လူရှင်များဖြစ်အောင်သူပြီးရင်ဒီနေ့မပြီးသွားဘူးပဒါစီနာအကျိုးပေးဒါကြောင့်ပြီးလို့ပြည့်တဲ့ကုသိုလ်ကောင်းမှုကိုဆက်လက်ပြီးတော့ကုသိုလ်ပွားစေရတဲ့တတိပေးထားတဲ့အတိုင်းဓမ္မကြီးတို့ပြည့်တဲ့ကထိန်အမှတ်တရအခင်းများကိုဖျားပြီးတော့တင်တဲ့အချိန်မှာဖျားပြီးတော့တင်တဲ့အချိန်မှာသုံးပြီးပဲဆိုတဲ့အတိုင်းကတိနဲ့အတူဖျားပြီးတော့တင်တဲ့အချိန်ကြာရောက်ရှိနေတယ်ခင်ဗျားကိုလူရှင်များပီတိစားပြီးတော့အားဖြစ်စေဖို့ပီတိစားအားဖြစ်တဲ့ဘုရားနေပြီးတော့နိဗ္ဗာန်တန်အောင်ထောက်ပံ့နေဖြစ်ပါစေဒီနေ့လူရှင်များပြုလုပ်ထားတဲ့ခင်ဗျားနဲ့ပီတိဖြစ်တာရှိတဲ့မျိုးနဲ့မဆာဘောဆာကိုတော့ကြောက်မိသားစုရဲ့ခဲလူကိုဒီပြထားသူကသူပြီးတော့မကားဘူးတဲ့သူတခုတော့ပြီးတော့မှတ်တရားဉာဏ်အတွက်ခင်ဗျားကိုဆက်လက်ဉာဏ်နဲ့အတွက်ကြောင့်ခင်းနေတာဒီတော့များများလူရှင်မိသားစုတွေအတွက်ဒီလိုတွေတိုးပြီးတော့မှတ်ရတယ်စားတော့သူတဲ့ဒီလိုနဲ့ဒီပဲစားတော့သူတဲ့ဒီစားပြီးတော့ညာမှတ်ရဖို့ဆိုလို့ဒီလိုခင်းနေပေါ်တော့ဒီတဲ့အတွက်ကြောင့်ခင်းနေရတော့တောင်းကျူနေတိုင်းမှာဒီလိုလူရှင်တွေတော့မှဖြစ်ပါတယ်လူရှင်တွေဟုတ်ကဲ့တော့ဒီလိုကထိန်မှပြီးလူရှင်များမှတ်ရတဲ့လူတွေလူရှင်များကုသိုလ်နိဗ္ဗာန်တော်ထောက်ပံ့ဖြစ်ပါစေကတော်ဘာကလွန်မြောက်ကြပါစေအနေခတ်တွေခင်းနေကြပါစေတောင်းစုတောင်းပြဆိုပါဘယ်ပြန်ဒီများနေမှာဆရာတော်ပြန်ပြီးဆောင်ပြီးဒီဟာပူဇော်တဲ့ဖြစ်ပါလက်ပြန်ကြည့်ထားမယ်ဒီလိုများဒီတော့များကိုသာမနာလိုက်လို့ပြန်ဒါကထီဟောင်းနေသာမနာလိုက်လို့ပြန်